မနေ့ကကြက်ဝိုင်းတဝိုင်းမှာယူရီးယားနဲ့ဗမာနဲ့တိုက်ဥတော်ယူရီးယားနဲ့ဗမာနဲ့တိုက်ရင်ဒါကြက်ဝိုင်းကိုတိတ်ပြီးတော့မလောင်းလို့တကယ်လို့ယူရီးယားဘက်ကနိုင်ဝိုင်းတော့မှဒါကြိုထားတယ်အဲ့တော့မနေ့ကလည်းယူရီးယားနဲ့ဗမာနဲ့ဝိုင်းမှာဗမာအပိုင်တိုက်ဟန်တော့ယူရီးယားကိုပေါင်ရှိတယ်ငုံရိုးပို့တယ်လက်ငေါမြင့်နဲ့အလုံးကြီးတယ်ဘိုင်းတွေတိုက်တာဘိုင်းတွေတိုက်ပြီမဲ့လို့ဒါမနေ့ကယူရီးယားတက်ကယူရီးယားနဲ့ဗမာနဲ့ဖောက်တာကြက်တော်ကောင်းတယ်နော်တော်ကောင်းတယ်အပေါ်ကောင်းလေပင်ဖိတဲ့နေရာလဲကောင်းတယ်အဲ့တော့မင်းတို့တိုက်ဝိုင်းထဲမှာယူရီးယားနဲ့ဗမာနဲ့တွေ့ရင်များသောအားဖြင့်တော့ဟိုကြက်ထွက်မပြေဘူးတွေ့ရင်ယူရီးယားနိုင်တာများတယ်အော်မနေ့ကအခမ်းမှာဟိုယူရီးယားနဲ့ဗမာနဲ့တိုက်ရင်လုံးမလောင်တဲ့လူဦးတော်မနေ့ကလောင်းမိသွားတယ်ယူရီးယားဘက်ကဘာဖြစ်လို့လောင်းမိသွားတော့ဆိုယူရီးယားအသေးဘက်ကလောင်းမိသွားဗမာနဲ့ယူရီးယားနဲ့တိုက်ပြီဆိုလို့ရှိရင်ယူရီးယားကိုဗမာနော်ဗမာအနေနဲ့ခေါင်းနောက်ပြန်လှည့်ပြီးတော့ပြန်ချိတ်တယ်ပြန်ကွေးတယ်ဆိုလို့ရှိရင်အဲ့ဒီပွဲယူရီးယားဘိုင်းတွေ90%ဘိုင်းတွေနိုင်တယ်မင်းကြက်လောင်းတော့တစ်ချက်တတိထားနော်ယူရီးယားနဲ့ဗမာနဲ့တိုက်လို့ရှိရင်ယူရီးယားကြက်ကမပြေးရင်နိုင်တာများတယ်ပွဲသုံးကြီးနော်နိုင်တာများတယ်အဲ့ဒီထဲမှာယူရီးယားကိုတိုက်ဝိုင်းနဲ့မှာဗမာခေါင်းကိုလှည့်ပြန်ပြီးတော့ဒီလိုပြန်ကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကြက်ပွဲမှာဗမာဘိုင်းတွေချုံးမယ်အဲ့မလို့ကြက်လောင်းတဲ့ကောင်လေးယူရီးယားကိုဗမာခေါင်းပြောင်းပြန်ကြိုက်တယ်လေဘေးပြောင်းပြန်ဆွဲတယ်ဆိုရင်အဲ့ဒီခန်းလောင်းများသောအားဖြင့်ကတော့ကြက်ထွက်မပြေမီ90%ဘိုင်းတွေနိုင်တယ်ဆိုလိုတဲ့သဘောကတော့ဗမာယူရီးယားကိုဒါကြက်ဘာသာရစကားပြောမယ်ဆိုရင်တော့မင်းကိုငါမခွတ်တတ်ဘူးငါမလုတ်တတ်ဘူးလို့ပြောတဲ့အနေထားပဲအဲ့တော့ယူရီးယားနဲ့ဗမာနဲ့တိုက်လို့ရှိရင်ကြက်လောင်းတဲ့ကောင်ကြီးဒီပြရှာဝိုင်းသူရံမလောင်းနဲ့ယူရီးယားကိုဗမာကြက်နှုတ်ပြီးပြောင်းမြန်ပြန်ကြိုက်တယ်လဲလိမ်ပြီးမှပြောင်းမြန်ပြန်ကြိုက်တယ်ဆိုရင်အဲ့ဒီကြက်ပွိုင်းဘိုင်းဒီလောင်းလို့ရပါတယ်လို့နော်ဥပဒေတော်ဒီနေရာအကြံပေးတာဟုတ်လား